တွေ့ဆုံမှုနဲ့လွမ်းချင်တဲ့ကိုကပြောတယ်သူ့ကိုလွမ်းလို့ရှိရင်ဟိုးကောင်းကင်ဘဝလာမင်းကိုကြည့်ပြီးတော့လွမ်းတဲ့အဲ့ဒီလာမင်းကိုညီမလေးကကြည့်ပြီးတော့လွမ်းလို့စကားပြောနေတဲ့ချိန်တိုင်းအကူကလည်းညီမလေးကိုတတိယနေမှာပါတဲ့ဒါမဲ့လေလာမင်းကညီမလေးပြောတဲ့စကားတွေကိုနားကြီးလို့လားမသိပါဘူးသူကပြောတယ်လာမင်းကဘာပြောရင်ကျွန်တော်သိလားနေရတာသူ့ကိုလွမ်းနေတာတဲ့သူကနဲ့ကိုလွမ်းမှုတော့မှတတိယမှာမဟုတ်ဘူးတဲ့ငါနိုင်ကြီးတဲ့လာမင်းကဟာတာပြောရသိလားအော်ဟုတ်လားဆိုပြီးတော့လာမင်းကိုညီမလေးကမောချီပြီးတော့ညစ်ရည်ဝဲခဲ့ရဘူးလေကိုလွမ်းတဲ့ကြောင်းမျိုးလာမင်းကအတီဆုံးမဲနေမှာပါ